မင်္ဂလာပါရှင်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ2026ခုနှစ်ဇူလိုင်လ9ရက်တနင်္ဂနွေနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသအခြေအနေသတင်းကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနှက်ဆက်ဆက်လျက်ရှိတဲ့အိန္ဒိယနိုင်ငံအော်ရိတပြည်နယ်မြောက်ပိုင်းအနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေတို့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာဆက်လက်တည်ရှိနေပါတယ်။အဆိုပါအားကောင်းသောလေဖိအားနည်းရပ်ဝန်းဟာအနောက်မြောက်ဘက်သို့ရွေ့လျားနိုင်ပြီးနောက်48နာရီတွင်အိန္ဒိယနိုင်ငံအော်ရိတပြည်နယ်မြောက်ပိုင်းမှတစ်ဆင့်ချက်တကက်ပြည်နယ်မြောက်ပိုင်းသို့ရောက်ရှိနိုင်တယ်လို့ခန့်မှန်းရပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းရာမှာအားအလွန်ကောင်းနေပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်တင်းတင်းမှတိမ်ထူထပ်နေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ဒီကနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရယမန်နေ့ကတုံကင်ပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့အားကောင်းသောအပူပိုင်းမုန်တိုင်းမိုက်ဆက်ခါမြောက်အရှေ့မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသများနဲ့တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေဒေသများကိုဖျက်ကျော်ဝင်ရောက်ခဲ့ပါတယ်။အဆိုပါအားကောင်းသောအပူပိုင်းမုန်တိုင်းမိုက်ဆက်ခါမြောက်အရှေ့မြောက်ဘက်သို့ဆက်လက်ရွေ့လျားနိုင်ပြီးတရုတ်နိုင်ငံကွမ်ရှီပြည်နယ်ဒေသများကိုဆက်လက်ဖျက်ကျော်နိုင်ကတဖြည်းဖြည်းအားလျော့သွားမယ်လို့ခန့်မှန်းရပါတယ်။ဒီကနေ့ညနေထိခန့်မှန်းချက်ကတော့မန္တလေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတို့မှာနေရာကျဲကျဲမကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးရခိုင်ပြည်နယ်မှာဒေသအလိုက်နဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ရွာရန်ရာနှုန်းပြည့်ဖြစ်ပါတယ်။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့စကိုင်းတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့ဒူးလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာတစ်ဖြစ်ကြိုးတဲသတိပြုနိုင်မှာရဲ့အကြံပြုအပ်ပါတယ်။မြန်မာပင်လယ်ပြင်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာမကြာခဏမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးရာမှာလှိုင်းအလွန်ကြီးနိုင်ပါတယ်။မိုးသက်လေပြင်းကျစေရေပြင်းမြေပြင်လေဟာတနအီကို35မိုင်မှမိုင်40အထိတိုက်ခတ်နိုင်ပါတယ်။လှိုင်းမြင့်မှာမြန်မာကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ17ပေမှ14ပေခန့်ရှိနိုင်ပါတယ်။နောက်နေ့ရက်အတွက်ခံမဲ့ချက်ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထက်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။နေပြည်တော်နဲ့ရန်ကုန်မြို့တို့ရဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမဲ့ချက်ကတော့မိုးတစ်ကြိမ်တစ်ကြိမ်ထိချုံရွာပါမယ်။ရွာရရာနှုန်းပြည့်ဖြစ်ပါတယ်။မန္တလေးမြို့နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေထိခံမဲ့ချက်ကတော့နေရာကွက်ကြမိုးထချုံရွာပါမယ်။ရွာရရာနှုန်းပြည့်ဖြစ်ပါတယ်ရှင်။